ရှောင်းရန်ဟာခွင်မြက်ရှန်တယောက်အလဲပိုင်းကုန်းမြေတိုက်ပွဲမှာတေဆုံးသွားခြင်းမရှိဘဲခွင်မျိုးနယ်စုရဲ့ဗလာနက်တီဝါမျိုးမိတောက်အရင်မြင့်တဲ့ခန္ဓာကိုယ်ကိုပြန်လည်တိဆောက်နိုင်ခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အခါသူ့ရဲ့တုံ့ပြန်မှုကဘလောက်တောင်အားသင့်စရာကောင်းနေမလဲမူရင်းဇလန်းအရခွင်မြက်ရှန်ဟာအလဲပိုင်းကုန်းမြေတိုက်ပွဲမှာရှောင်းရန်ရဲ့ဗုဒ္ဓမြတ်ဒေါသကြပန်းမိတောက်နဲ့တိုက်ခိုက်ခြင်းကိုခံရပြီးခန္ဓာကိုယ်ပျက်စီးသွားခဲ့ရတာပါသူ့ရဲ့ဝိညာဉ်အကျွင်းအကြံကိုပဲခွင်ချမ်းမောကအမြန်ဆုံးကယ်ထုတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီရန်ဘတ်ဟောင်းကြီးဟာဒီမာတင်စသိမ်းသွားပြီလို့အားလုံးကထင်ခဲ့ကြပေမဲ့ခွင်မျိုးနယ်စုဟာခွင်မြက်ရှန်ရဲ့အစွမ်းထက်လာတဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့တန်ဖိုးကိုအတိမတ်ပြုတဲ့အတွက်အရင်မြောက်များအသုံးပြုပြီးဒုတိယမြောက်အစွမ်းထက်ဆုံးဖြစ်တဲ့ဗလာနက်တီဝါမျိုးမိတောက်အရင်မြင့်တဲ့ဝိညာဉ်နဲ့ခန္ဓာကိုယ်ကိုအသစ်တဖန်ပြန်လည်ဖန်တီးပေးခဲ့ပါတယ်ဒါဟာခွင်မြက်ရှန်ကိုပြန်လည်ရှင်တန်လာစေုံတာမကသူ့ရဲ့ကျင့်စဉ်အဆင့်ကိုလည်းကျဲ9ပွင့်အဆင့်ကနေကျဲ9ပွင့်အဆင့်ထိခုန်တက်သွားစေခဲ့ပြီးတိုက်ခိုက်ရေးစွမ်းရည်ကလည်းအရင်ကထက်အစပေါင်းများစွာတာလွန်သွားခဲ့ပါတယ်ဒါကြောင့်ရှောင်းရန်အနေနဲ့ခွင်မြက်ရှန်မသေးဆုံးပဲခန္ဓာကိုယ်အသစ်နဲ့ပုံမှုအစွမ်းထက်လာတာကိုသိလိုက်ရတဲ့အခါပထမဆုံးအနေနဲ့အလွန်အမင်းအားတင်သွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျဲ9ပွင့်အဆင့်ကနေကျဲ9ပွင့်အဆင့်ကိုတက်လန်းဖို့ဆိုတာအလွန်ခက်ခဲလွန်းလာတာကြောင့်ပါခွင်မျိုးနယ်စုရဲ့နှက်ဆိုင်လာတဲ့အရင်မြစ်တွေနဲ့ဗလာနက်တီဝါမျိုးမိတောက်ရဲ့ထူးဆန်းလာတဲ့စွမ်းရည်တွေဟာရှောင်းရန်ရဲ့ခံမှန်းချက်တွေကိုကျော်လွန်သွားခဲ့ပါတယ်ဒါပေမဲ့အံ့ဩမှုတွေထက်ရှောင်းရန်ဟာပိုပြီးတည်ငြိမ်ပြတ်သားလာခဲ့ပါတယ်ခွင်မြက်ရှန်ပြန်လဲရှင်တန်လာတာဟာသူ့ကိုလက်စားချေဖို့ရောက်လာတော့မယ်ဆိုတာကိုသူကောင်းကောင်းနားလည်တယ်လို့ခွင်မျိုးနယ်စုရဲ့လှုပ်ဝက်ကြံစည်မှုတွေကလည်းဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ဘူးဆိုတာကိုပါသူသိရှိသွားခဲ့ပါတယ်ဒါကြောင့်ဒီရန်မျိုးကိုအပိသက်ချေဖြတ်နိုင်ဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်စွမ်းစားတွေကိုအစွမ်းကုန်မြင့်တင်ဖို့သာရှိပါတော့တယ်